ဇက်လန်ကိုဂျပန်နိုင်ငံရဲ့ကျေးလဲမြို့လေးတစ်မြို့မှာနေထိုင်တဲ့ဂျီယိုဟီဘီကိုရှီဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့အိမ်မက်နဲ့စတင်ထားပါတယ်။ဂျီယိုဟာလေရင်ပြန်တွေကိုအယူအမှုဆွဲလန်းတဲ့ကောင်လေးပါ။သူ့အိမ်မက်ထဲမှာတော့ငှက်တောင်မှန်လိုပုံစံရှိတဲ့လေရင်လှလှလေးတစ်စီးကိုစီးပြီးကောင်းကင်ယံမှာပြန်တန်းနေပါတယ်။ဒါပေမဲ့အိမ်မက်ဆိုတစ်ခုလိုပဲကောင်းကင်ဘုံကနေအေယာမဘုံကျဲလေရင်ကြီးတစ်စီးပေါ်လာပြီးသူ့ရဲ့လေရင်လေးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဂျီယိုဟာမျက်မှန်အထူကြီးတက်ထားရတဲ့အမြင်အာရုံအားနည်းသူဖြစ်လို့လက်တွေ့မှာလေရင်မှုဖယ်တော့မှပြင်းခွင့်မရှိပါဘူး။စိတ်ထဲကျနေတဲ့ဂျီယိုဟာအင်္ဂလိပ်မဂ္ဂဇင်းတစ်စောင်ထဲမှာအီတလီနိုင်ငံကနာမည်ကြီးလေရင်ဒီဇိုင်နာဂျီယိုဗာနီကာပရီနီရဲ့အကြောင်းကိုဖတ်လိုက်ရပါတယ်။ထူးခြားတာကအဲ့ဒီညမှာပဲဂျီယိုဟာကာပရီနီနဲ့အိမ်မက်ထဲမှာအတူတူဆုံတွေ့ခဲ့ပါတယ်။ကာပရီနီကဂျီယိုကိုပြောလိုက်ပါတယ်လေရင်ပြန်ဆိုတာစစ်ပွဲအတွက်ကိရိယာတွေမဟုတ်ပါဘူး။တားကောင်တွေလည်းမဟုတ်ပါဘူး။လေရင်ပြန်ဆိုတာလာပါတဲ့အိမ်မက်တစ်ခုပဲ။ဒီဇိုင်နာဆိုတာအဲ့ဒီအိမ်မက်ကိုပုံဖော်ပေးတဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းကိုဂျီယိုကိုပြောပြခဲ့ပါတယ်။အဲ့ဒီစကားဟာဂျီယိုရဲ့ဘဝကိုပြောင်းလဲစေခဲ့ပြီးသူဟာလေရင်မောင်းသူမဟုတ်ပဲလေရင်ဒီဇိုင်နာဖြစ်လာဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အချိန်တွေကုန်လွန်သွားတဲ့အခါမှာတော့ဂျီယိုဟာတိုကျိုအင်ပါယာတက္ကသိုလ်မှာအင်ဂျင်နီယာဘာသာရပ်ကိုတက်ရောက်နေတဲ့လူငယ်လေးတစ်ဦးဖြစ်လာခဲ့ပါတယ်။1923ခုနှစ်တနေ့မှာဂျီယိုဟာတိုကျိုကိုအပြန်ရထားပေါ်မှာကောင်းမလေးတစ်ယောက်သူမရဲ့အထိန်တော်အမျိုးသမီးတို့နဲ့ဆုံတွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလေပင်တစ်ချက်ဝှေ့ရန်သွားပြီးဂျီယိုရဲ့အုတ်ထုတ်လေးလွင့်သွားတာကိုအဲ့ဒီကောင်းမလေးကဖမ်းပေးခဲ့ပါတယ်။အဲ့ဒီနောက်ဂျပန်နိုင်ငံမှာအဆိုးဆုံးဖြစ်တဲ့ကန်တိုငလင်ကြီးလောက်ခတ်ပါတော့တယ်။ငလင်ကြောင့်ရထားလမ်းချော်သွားပြီးတိုကျိုမြို့ကြီးမီဟောဟောတောက်ခါပျက်စီးသွားပါတော့တယ်။ငလင်တန်ကြောင့်ကောင်းမလေးရဲ့အထိန်တော်ဟာခြေထောက်ကျိုးသွားခဲ့ပါတယ်။ဂျီယိုဟာသူ့ရဲ့အင်ဂျင်နီယာတွက်ချက်မှုစာအုပ်တွေကိုသုံးပြီးခြေထောက်ကိုကျက်စီးပေးခဲ့ကာမီတောက်တွေကြားကနေသူတို့နှစ်ယောက်လုံးကိုဘေးကင်းရာအိမ်အရောက်ကြောပိုးပြီးကယ်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဂျီယိုဟာသူ့နာမည်ကိုတောင်မပြောဘဲလေရင်ဒီဇိုင်းစာအုပ်တွေရှိတဲ့သူ့တက္ကသိုလ်ကိုကာကွယ်ဖို့ချက်ချင်းပြန်ထွက်သွားခဲ့ပါတယ်။ကောင်မလေးကတော့ဂျီယိုထားခဲ့တဲ့ရှော့ကတ်ပြားကိုတင်ထားပြီးသူ့စိတ်ထဲမှာဆွဲလန်းကြံရစ်ခဲ့ပါတယ်။တက္ကသိုလ်ပြီးတဲ့နောက်ဂျီယိုဟာမစ်ဆူဘီရှီကုမ္ပဏီရဲ့လေရင်ထုတ်လုပ်ရေးဌာနမှာအလုပ်ဝင်ခဲ့ပါတယ်။ဂျီယိုဟာအရေးအချင်းရှိလွန်းလို့သူ့ရဲ့အထက်လူကြီးကူယိုကာဝါနဲ့တငယ်ချင်းဖြစ်သူဟွန်ဂျိုတို့ရဲ့တတိထားခြင်းကိုခံခဲ့ရပါတယ်။ဒီနေရာမှာဇက်လန်ကဂျပန်ရဲ့လက်တွေ့အခြေအနေကိုမိမောင်းထိုးပြပါတယ်။အဲ့ဒီအချိန်တုန်းကဂျပန်ဟာဒီပညာပိုင်းမှာဥရောပထက်နှစ်ပေါင်းများစွာနောက်ကျနေပြီးစည်ရဲမွဲတည်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။လေရင်တွေကိုတစ်တာပိတ်စားတွေနဲ့ပဲလုံနေရတော့ဖြစ်ပြီးလေရင်ကွင်းကိုတည်ဖို့နွားလဲတွေကိုသုံးနေရတဲ့အခြေအနေပါ။ဂျီယိုဟာတက်မတော်အတွက်ဘဲတောင်မှန်ပုံစံတိုက်လေရင်ဒီဇိုင်းကိုဦးဆောင်ခွင့်ရခဲ့ပေမဲ့ပထမဆုံးစမ်းသပ်ပြတ်သားမှုမှာတင်လေရင်ဟာလေထဲမှာတောင်ပန်ကြိုပြီးပြတ်ကျသွားခဲ့ပါတယ်။ဂျီယိုဟာနီးပညာရဲ့အားနည်းချက်ကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရပါတယ်။နီးပညာလေ့လာဖို့အတွက်မစ်ဆူဘီရှီကုမ္ပဏီဟာဂျီယိုနဲ့ဟွန်ဂျိုတို့ကိုဂျာမနီနိုင်ငံဂျန်ကာကုမ္ပဏီစီစေလွှတ်ခဲ့ပါတယ်။ဂျာမနီမှာသူတို့ဟာတန်တဲ့လောက်ထားတဲ့ခေတ်ရှိပြေအေယာမလေရင်ကြီးတွေကိုတွေ့ပြီးအံ့ဩခဲ့ရတယ်လို့ဂျာမန်တွေရဲ့နှိမ့်ချဆက်ဆံမှုကိုလည်းခံခဲ့ရပါတယ်။ဂျီယိုဟာဂျပန်နိုင်ငံအနေနဲ့ကမ္ဘာကိုရေပေါင်တန်းနိုင်ဖို့ခင်မိပြီးပေါ်ပါလာပါတယ်။လေရင်တစ်စီးကိုဘယ်လိုနည်းနဲ့မဆိုဒီဇိုင်းဆွဲရမယ်ဆိုတာပိုပြီးသဘောပေါက်လာခဲ့ပါတယ်။ဂျပန်ကိုပြန်ရောက်ပြီးနောက်ထပ်စမ်းသပ်လေရင်တစ်စီးပြကြပြန်တဲ့အတွက်စိတ်ထဲကျပြီးပြင်ပန်းနေတဲ့ဂျီယိုကိုကုမ္ပဏီကခါရူအီဇာဝါဆိုတဲ့တောင်ပေါ်အပန်းဖြေစကန်တစ်ခုစီခွင့်ရရှိပေးလိုက်ပါတယ်။အဲ့ဒီတောအုပ်လေးထဲမှာလမ်းလျှောက်နေရင်လေပင်တစ်ချက်အဝိတ်မှာအမျိုးသမီးတစ်ယောက်ရဲ့ထီလေးလွင့်သွားတာကိုဂျီယိုကလမ်းဖမ်းပေးခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာအခြားသူမဟုတ်ပါဘူး။လွန်ခဲ့တဲ့9နှစ်ကန်တိုငလီတုန်းကဂျီယိုကခဲ့တဲ့ကောင်မလေးနာဟိုကိုစာတုံမီပဲဖြစ်ပါတယ်။နာဟိုကိုဟာဂျီယိုကိုတသက်လုံးမမေ့ပဲစောင့်မျှော်နေခဲ့တာပါ။သူတို့နှစ်ယောက်ဟာစမ်းချောင်းဘေးမှာဟိုတယ်ဆုတောင်းခန်းတွေမှာအတူတူအချိန်ဖြုံးရင်းချစ်လင်းစကားဆိုခဲ့ကြပါတယ်။ဂျီယိုကစကုလီရင်လေးလုပ်ပြီးနာဟိုကိုရှိတဲ့ဝေယန်ဒါစီပြန်တန်းကစားရင်းသူတို့ရဲ့အချစ်တွေဟာအချိန်အဟုန်နဲ့နှက်ရှမ်းလာခဲ့ပါတယ်။ဒါပေမဲ့ဇက်လန်ရဲ့အလှည့်အပြောင်းအနေနဲ့နာဟိုကိုမှာကုရခတ်တဲ့အဆုတ်တီဘီယောဂါရှိနေမှန်းဂျီယိုသိလိုက်ရပါတယ်။ဂျီယိုဟာသူမကိုလက်ထပ်ချင်တယ်လို့ဖွင့်ပြောတဲ့အခါနာဟိုကိုကမျက်ရည်တွေကျကာလက်ခံခဲ့ပေမဲ့ယောဂပျောက်ကင်းအောင်ကုသပြီးမှပဲလက်ထပ်ကြမယ်လို့ကတိပြုခဲ့ကြပါတယ်။ဒီတော့အတွင်းမှာဟိုတယ်မှာတဲနေတဲ့ဂျာမန်လူမျိုးခတ်စတွန်ဆိုသူကဂျီယိုကိုတတိပေးခဲ့ပါတယ်။ဂျာမနီရောဂျပန်ပါစစ်မီတော်တွေစီဦးတည်နေပြီးပျက်စီးခြင်းကိုရောက်တော့မယ်ဆိုတာသူကရိပ်မိနေတာပါ။ဂျီယိုဟာစစ်ပွဲကိုစိတ်မဝင်စားပဲလင်းလလလေးတွေကိုလှုပ်ဖို့ပဲစိတ်ထဲရှိနေပေမဲ့ကဘာကြီးရဲ့အမောင်သူဟာသူတို့စီတဖြည်းဖြည်းချင်းကပ်လာနေပါပြီ။အဲ့ဒီလိုနဲ့ဂျီယိုတိုကျိုကိုပြောင်းတဲ့အခါဂျပန်အစိုးရရဲ့လိုဝဲရဲတပ်ဖွဲ့ကသူ့ကိုခတ်စတော်နဲ့ပတ်သက်မှုကြောင့်လိုက်လံဖမ်းဆီးဖို့ကြိုးစားနေပါတယ်။ဒါကြောင့်သူ့ရဲ့အထက်လူကြီးကူရိုကာဝါကဂျီယိုကိုသူ့အိမ်ကဂိုထောင်လေးထဲမှာလိုဝဲပေါအောင်စီပြီးလင်းဒီဇိုင်းကိုဆက်ဆွဲခိုင်းပါတယ်။ဂျီယိုဟာနိမနာညမနာပေါ့ပါပြီးအမြန်ဆုံးပြန်တန်းနိုင်မဲ့ Mitsubishi A500 ဒီဇိုင်းကိုအသက်သွေးချွေရင်း
ပြီးဆွဲနေခဲ့ပါတယ်။တနေ့မှာနာဟိုကိုသွေးရန်နဲ့ဆိုတဲ့သတင်းကိုကြားတဲ့အခါမှာဂျီယိုဟာအလုပ်တွေပြစ်ချပြီးနာဟိုကိုစီရက်ထားနဲ့အပြေးလွှားသွားခဲ့ပါတယ်။နာဟိုကိုနဲ့ဂျီယိုတို့ဟာမျက်ရည်တွေနဲ့ဖက်လိုက်တကင်းဆုံတွေ့ခဲ့ကြပြီးဂျီယိုဟာအလုပ်ကြောင့်ချက်ချင်းပြန်လာခဲ့ရပါတယ်။နာဟိုကိုဟာဂျီယိုနဲ့အတူတူရှိနေခြင်းလို့တောင်ပေါ်ကဆေးရုံကနေဆင်းပြီးတိုဂျိုကဂျီယိုပုံနေတဲ့အိမ်စီရောက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာခွဲခွာဖို့အချိန်သိမ်းမရတော့ဘူးဆိုတာသိတဲ့အတွက်အထက်လူကြီးကူရိုကာဝါဇနီးမောင်နှံရဲ့တပ်တရအဖြစ်ဆောင်ရွက်ပေးမှုနဲ့အတူအဲ့ဒီညမှာနေရိုးရှင်းလာပါတဲ့ဖျောင်းနိုင်မီအောက်မှာမင်္ဂလာဆောင်လိုက်ကြပါတယ်။သူတို့ရဲ့လင်မယားဘွားဟာတူတောင်းလာပါတယ်။ဂျီယိုကညီနေတဲ့အထိလင်းဒီဇိုင်းတွေဆွဲနေချိန်မှာနာဟိုကိုကဘေးကနေအိပ်ပျော်နေတတ်ပြီးဂျီယိုကလက်တစ်ဖက်ကဆောင်ရွက်ပေါ်မှာတွက်ချက်ရင်ချက်တစ်ဖက်ကနာဟိုကိုရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားတတ်ပါတယ်။နာဟိုကိုဟာဂျီယိုရဲ့အိမ်မက်တွေအောင်မြင်တာမြင်ချင်းသလိုဂျီယိုကနာဟိုကိုရဲ့နောက်ဆုံးအချိန်တွေမှာအနီးဆုံးမှာရှိနေပေးချင်တာပါ။နောက်ဆုံးမှာတော့ဂျီယိုဒီဇိုင်းဆွဲထားတဲ့ကဘာအစိမ့်မီတိုက်လျင်အစ်စ်ကြီးကိုစမ်းသပ်ပြန်တမ်းမဲ့နေရောက်လာခဲ့ပါတယ်။နာဟိုကိုဟာဂျီယိုလင်းဝင်းကိုထွက်သွားပြီးတဲ့နောက်သူမရဲ့ယောဂကျွမ်းနေတဲ့ရုပ်ဆိုးဆိုးသွေးမြင်ကိုဂျီယိုကိုမမြင်စေချင်တာကြောင့်ရွေးရဝစ်စုံလေးကိုတသက်ရရဝစ်နှုတ်ဆက်စာလေးတွေထားခဲ့ပြီးတောင်ပေါ်ကစေးရုံစီတယောက်တည်းပြန်သွားခဲ့ပါတယ်။လေရင်ခွင်းမှာဂျီယိုရဲ့လေရင်ဟာကောင်းရံထက်ကိုလှပလွန်းတဲ့ကားကွက်တွေနဲ့ပြန်တန်းပြနိုင်ခဲ့ပြီးစံတမ်းမှုဟာရာနှောင်းပြည့်အောင်မြင်သွားခဲ့ပါတယ်။အားလုံးဟာဝမ်းသာအားရအော်ဟစ်နေကြချိန်မှာပဲဂျီယိုရဲ့ရင်ထဲမှာလေပင်တစ်ချက်ဖြတ်တန်းသွားတယ်လို့ခံစားလိုက်ရပြီးနာဟိုကိုဘာဖြစ်သွားလဲဆိုတာကိုသူ့လိုလိုသိလိုက်ရပါတော့တယ်1945ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါမှာတော့ဂျပန်နိုင်ငံဟာစစ်ရှုံးပြီးမိလောင်ပြင်ကြီးဖြစ်နေခဲ့ပါတယ်။ဂျီယိုဟာအိမ်မက်ကဘာထဲမှာကာဘလိုနီနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ဂျီယိုဒီဇိုင်းဆွဲခဲ့တဲ့ဇီယိုလေယာဉ်တွေဟာကမ္ဘာအကောင်းဆုံးလေယာဉ်တွေဖြစ်ခဲ့ပေမဲ့စစ်ပွဲထဲမှာသစည်းမပြန်မလာနိုင်ပဲပျက်စီးသွားခဲ့ရပါတယ်။ဂျီယိုဟာဝမ်းနဲ့ပက်လက်နဲ့ကျွန်တော်ဆွဲခဲ့တဲ့လေယာဉ်တွေသစည်းမပြန်မလာတော့ဘူးလို့ပြောတဲ့အခါမှာကာဘလိုနီကကောင်းရင်ဘော်ကလေရင်ပြန်တန်းကြီးကိုပြပြီးအိမ်မက်ဆိုတာဆုံးရှုံးမှုတွေရှိတတ်တာပဲမင်းရဲ့လေရင်လေးတွေလှပခဲ့ပါတယ်ဆိုပြီးနှစ်သိမ့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထီလင်းဆောင်းထားတဲ့နာဟိုကိုရဲ့ဝိညာဉ်လေးပေါ်လာပါတယ်သူမဟာဒီလိုကိုပြောပြပြီးအသက်ရှင်အောင်ကြိုးစားပါလို့လမ်းပြောပြီးလေပေလေးနဲ့အတူပျောက်ကွယ်သွားခဲ့ပါတော့တယ်ဂျီယိုကလည်းမျက်ရည်တွေကြားကနေကျေးဇူးတင်ပါတယ်နာဟိုကိုလို့ပြောရင်ကာဘလိုနီရဲ့ဖိတ်ခေါ်မှုနဲ့အတူဝိုင်တစ်ခွက်တောက်ဖို့ဆက်လက်လျှောက်လန်းသွားရင်းနဲ့ဇက်လန်လေးကပြီးဆုံးသွားပါတော့တယ်ဒီဇက်လန်ဟာစစ်ပွဲကိုအမွှန်းတင်တာမဟုတ်ပါဘူးအနုပညာနဲ့အိမ်မက်တစ်ခုကိုဖန်တီးခြင်းနဲ့အင်ဂျင်နီယာတယောက်ရဲ့ပြည့်စုံတဲ့စိတ်ကူးဟာလက်တွေ့လောကရဲ့ရက်ဆက်တဲ့စစ်ပွဲရန်တရားအောက်မှာဘယ်လိုမျိုးတွေးဆုံးသွားရလဲဆိုတဲ့ဝမ်းနည်းစရာကွဲလွဲချက်ကိုပြသထားတာပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ